စာဆိုလဲစိတ်မပါလူကြီးကျုံဆိုတာဖြစ်ဖို့ဝေးပြီလေသူငယ်တန်းလေးကြအိမ်မလဲခွာစားတနေ့ကုန်ထိုင်ငိုတော့မဟုတ်ဖို့မရတဲ့ကောင်းလေးစိတ်ပူစရာမလိုပါဘူးဟောဆိုတာဒီတိုင်းပဲလူသူမသိပတ်စံမရှိတဲ့တနေ့ကကောင်းလေးနေလေစားအိမ်ပြန်စားပြီးစားတင်ကံပြန်ရောက်တဲ့ခေါင်းငါဟာခံရဲ့နောက်ခုံတန်းရဲ့အောက်မှာငုတ်တုတ်ကလေးမိုင်းအိမ်ငိုင်းမိချင်အတမ်းမိုင်ဆရာမရေရွှေချိန်လုံးခါစားရပြီဒီကနေ့ရုံးကန်မရောက်လို့တော့သေးလာ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 ဒီလိုနဲ့ကလေးဘဝကြော်လွန်ကဖြတ်တန်းခဲ့တာနေရာဆုံးလူဆုံးပေါင်းတင်တတ်ပြီလေဒါပေမဲ့ခဏခဏခင်လူလေးတွေမျိုးကြီးတဲ့မှာဒီလူဟာမကြတဲ့ခွဲရပြန်နေစိတ်ပူစရာမလိုပါဘူးဘဝဆိုတာဒီတိုင်းပဲသူမရှိပတ်စံမရှိတဲ့မျိုးပြကကောင်းသေး Yes ဆိုင်မှာထိုင်နေရင်ဟိုဒီဒီရှောင်းနေမိခြင်းငါဆိုင်ငံရဲ့တောင်းမုံပြမိအောင်တစ်ခွက်ပြီးတစ်ခွက်ငါတောင်းလိုက်မိခြင်းပတ်စံမပါဘဲနေပုံဆိုင်ထိုင်လိုက်မိပြီဆိုင်ရှင်ကြီးကြွေအောင်ပေးလို့တော်သေးလာ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 ဒီလိုနဲ့သက်တွေရာဒီဝန်တန်းလာစားချွေတာကဖွေရှာစုဆောင်ရပြန်နေတတလုံးသိမ်းလာသည်များပိုင်ဆိုင်တာတွေဝေမျှဖို့ရလူပြိုကြီးအပေါင်းအသင်းမရှိလို့တော်သေး